ကျွန်တော်ကဇွဲမှန်ဆက်လီကြီးရဲ့ဦးစီးပယ်နေမှာဆက်လီပိုင်ရှင်ကဦးလာမြင့်နဲ့ဒေါ်လှတို့ရဲ့သမီးကျွန်တော်နဲ့ငယ်စဉ်ကအကြောင်းတွေပဲတငယ်ချင်းမလှဖြူဝင်းနဲ့လက်ထပ်ပြီးတာနဲ့လှဖြူဝင်းကကျွန်တော်ကိုစိတ်မချဘူးဆိုတာနဲ့ဦးစီးပယ်နေကနေမန်နေဂျာဆက်ပြင်ဖြစ်လာပါတယ်ဘလူးကျွန်းချောင်းစုံရွာမှာပဲနေပြီးကျွန်တော်တို့ပိုင်ဆိုင်တဲ့ဇွဲမှန်ရဲမှန်အာမန်ဆိုတဲ့ဆက်လီ၃စီးကိုပြင်ပေးရတော့တာပါပဲတခြားဆက်ပြင်ဆရာတွေရှိပြီးမဲ့ကျွန်တော်ကဆက်ပြင်လုပ်ဖို့ဝါသနာပါပြီးဆက်လီ၃စီးရဲ့ဆက်တီရဲ့အထာကိုလည်းကျွမ်းကျင်နေလို့ပါပဲကျွန်တော်ဦးစီးခဲ့တဲ့ဇွဲမှန်ဆက်လီကြီးကဆက်ပြင်ဆရာကိုညိုကြီးပင်လဲဦးနာယောဂနဲ့ဆုံလို့ဒီနေ့ဆက်ဆရာကိုမြင့်စိုးကိုတင်ပေးလိုက်ရတယ်ကိုမြင့်စိုးကအရက်တောက်ပြီးသွေးဆိုးတတ်တော့ကျွန်တော်စိတ်မချပါဘူးဒါပေမဲ့ဆက်ဆရာကိုညိုကြီးဆုံးတော့အတူပါကိစ္စလုပ်တာနဲ့ဇွဲမှန်ဆက်လီကြီးကိုတပတ်လောက်နားထားရတယ်လीဒီနေ့ဆက်လီထွက်တော့လဲစိတ်တိုင်းကြဆက်ဆရာရှာမြတာနဲ့နီးစက်ရဆက်ဆရာကိုမြစိုးကိုယာယီငှားပြီးတင်ပေးလိုက်ရတာပါကျွန်တော်စိုးရိမ်တဲ့အတိုင်းပါပဲနောက်တနေ့မှာငှက်တိုက်ကျွန်းနီးမှာဇွဲမှန်ဆက်လီပြက်လို့ဆိုပြီးဆက်လီဂျုံနဲ့အကြောင်းကြားလာပါတယ်အဲ့ဒါနဲ့ကျွန်တော်လဲငားချပြီးပင်လေပြန်ထွက်မဲ့ရဲမှန်ဆက်လီဂျုံနဲ့ပင်လေပြန်ထွက်ဖို့စီစဉ်နေတော့ဇနီးတဲ့မလှဖြူဝင်းကသူပါလိုက်မယ်လို့ပူဇာတော့တာပါပဲကျွန်တော်လဲချစ်လွန်းလာတဲ့ဇနီးတွေကိုခေါ်ချင်ပါတယ်ဒါပေမဲ့ပင်လေပြင်ဆိုတာတနေ့တစ်မျိုးမယိုးနိုင်အောင်ရာသီဥတုကပြောင်းလဲနေတတ်တာမို့စိုးရင်စိတ်နဲ့တားပြီးမဲ့မရပါဘူးမလှဖြူကစိတ်လွန်ကြည့်တာလေဒါနဲ့နောက်ဆုံးတားမရတော့ခေါ်ခဲ့ရတာပေါ့ငါတိုက်ကျွန်းရောက်တော့ကျွန်တော်တို့ဇွဲမှန်ဆက်လီပေါ်ရောက်တာနဲ့ဆက်ပြင်ဆရာကိုမြစိုးကစီတလူလူအရန်နဲ့တထောင်းထောင်းနဲ့စက္ကန့်နဲ့ကထွက်လာပါတယ်ကိုမြစိုးဘာဖြစ်တာလဲဗျာနော်စေကောင်းကစီမလိုက်လို့ကျွန်တော်စီပိုက်လိုင်းတွေကိုစစ်ကြည့်တယ်ဆရာမိုက်တွေပိတ်ဆို့နေရထင်လို့ပါအပြစ်မတွေ့ရပါဘူးဒါပေမဲ့စီကမလိုက်လို့ပန့်ကိုစစ်ကြည့်တယ်အပြစ်မတွေ့ဘူးအဲဒါကြောင့်ဆရာကိုလူကြုံနဲ့အကြောင်းကြားရတာပါဘယ်တော့မှစပြတ်တာလဲမနေ့ကညနေကလေးကဆရာဒီဇယ်အင်ဂျင်တစ်ခုမှာပန့်ရောနော်ဇယ်ရောကောင်းနေရင်ဘာဖြစ်နိုင်သေးသလဲကျွန်တော်ထင်တာတော့ gasket ပြတ်တယ်လို့ထင်တယ်ဆရာကျွန်တော်အင်ဂျင်လုံးကြီးကိုတော့မနိုင်ဘူးဆရာဦးမြစုရခင်ဗျားဆက်ဆရာလုပ်ပြီးမိနေထင်ပါရဲ့စီမလိုက်ရင်နော်ဇယ်ကောင်းနဲ့လက်ရိုက်ပတ်မှုအပြစ်ရှာမယ်အပြစ်မတွေ့ရင်နောက်ဆုံးအပြစ်ရှာမှာကဖစ်တာပဲမဟုတ်လားဒါတော့ခင်ဗျားတီကောင်းပါလေဗျာကျွန်တော်စက္ကန့်နဲ့ဆင်းခဲ့တော့ကျွန်တော်အလွန်တန်ဖိုးထားသောဇွဲမှန်ဆက်လီကြီးရဲ့ဒီဇယ်အင်ဂျင်မှာပွားစာကျဲနေတယ်ကျွန်တော်ဝစ်စားလဲပြီးဆက်ပစ္စည်းစိတ်ပိုင်းများအားပြန်လည်တက်ဆင်၍အပူဆောင်ထားသောဖစ်တာကိုလဲလှယ်တက်ဆင်ပြီးလက်ရိုက်ပန့်အား10ချက်ကနှိပ်ပြီးဆက်နှုတ်ခိုင်းရာဝူးကနေလူသွားတော့တယ်ဆက်ပြင်ဖြစ်တော့လဲမကျွမ်းကျင်သောဆက်ဆရာကိုကျွန်တော်အသုံးမပြုလို့တော့ပါပင်လယ်ပြင်ထဲမှာသာဆက်ပြက်ပါကဆက်လီသမားများအတော်ဒုက္ခရောက်ကြပြီတော့မည်ငှက်တိုက်ကျွန်းတွင်ကပ်နေသောကျွန်တော်တို့ဆက်လီများကိုမြင်ရတော့ငါဖမ်းပြီးပြန်ဝင်လာသောအာမန်ဆက်လီကြီးကျွန်းသို့ကပ်လာတယ်ဆရာကြီးဟန်ဘာဖြစ်လို့လဲဇွဲမှန်ဆက်ပြက်လို့ဗျာဖစ်တာကစီပိတ်တာပါအခုတော့ကောင်းသွားပါပြီကဲဆက်ဆရာကိုမြစုခင်ဗျလောဝါးကထုတ်ပြီးအာမန်ဆက်လီနဲ့ပြန်လိုက်သွားပြီတော့ကျွန်တော်ပဲဒီတစ်ခေါက်ပင်လယ်ပြင်ကိုလိုက်တော့မယ်ဆက်ကိုစိတ်မချလို့ပါအာမန်ဆက်လီထွက်သွားတော့ကိုမြစုပါသွားတယ်မလှဖြူဝင်းကအကိုညီမတို့ကဇွဲမှန်ဆက်လီနဲ့ပင်လယ်ပြင်ကိုငါးဖမ်းထွက်ဘူးလားဟုတ်တယ်လေညီမရဲ့အခုပါတာပဲမကြောက်ပါနဲ့တွေ့ကြုံရတာပေါ့ဟုတ်ကဲ့ပါကူညီမမကြောက်ပါဘူးပျော်တော်ပျော်သေးနော်အကိုကျွန်တော်တို့ဆက်လီတွေဖြစ်တဲ့ရေမှန်နဲ့ဇွဲမှန်ဟာရှေ့ဆင့်နောက်ဆင့်ပင်လယ်ပြင်ကိုထွက်ခဲ့ကြပါတယ်တနိုင်လောက်ကြာတော့ငါးဖမ်းကွက်ချင်းမတူလို့လီနစီကွဲသွားပါတယ်ပင်လယ်တွင်မိုးကုတ်ဆောင်ဝိုင်းရဲ့အောက်မှာရဲမှန်ကိုအဆက်ပြောက်ကလေးဖြစ်ပဲမြင်ရပါတော့တယ်ညသာကူပင်လယ်ကလက်လက်ဆက်ဆက်ကိုဖမ်းပြီးစနင်းမြမြနဲ့ချက်ထားတဲ့ပင်လယ်တန်ငါဟင်းငစီပေါင်းဟင်းညိုနဲ့ကင်းမွန်ပြည်ကြီးငါတုတ်ကိုစားရတာကျွန်တော်ထမင်းအလွန်မိန်ပါတယ်မလှဖြူလဲလက်ရပြောင်းမိမဲ့စားနိုင်လို့ဝမ်းသာရပါတယ်ညနေနေဝင်တရောစီးစာချိန်ဟာပင်လယ်ပြင်ကြီးကအလွန်တာရပါတယ်ကောင်းကင်မှာတိမ်တွေကငချင်းကွက်ထားနေတယ်ရွှေအိုရောင်နေမင်းကြီးကပင်လယ်ထဲကိုငိုရှိုးဖို့ပြင်ဆင်နေပြီးပင်လယ်တစ်ပြင်လုံးရွှေဝါရောင်တန်းနေတယ်ရာသီဥတုက
အလွန်ตายနေပါတယ်စောင်းမှုကာလမှုထင်ပါရဲ့ရောက်ပြန်ဒီကလေးကစော်မြူးလာပြီးလှိုင်းချက်ခုကလေးတွေထနေပါတယ်အကိုရဲ့ပင်လယ်ပြင်ကြီးကအလွန်လှတာပဲနော်တပြင်းလုံးရွှေဝါရောင်တန်းနေတာဘလောက်လှလိုက်တယ်လဲဟုတ်ပါညီမရဲ့ညီမလိုက်လာတဲ့နေကြမှာရာသီဥတုကတာလိုက်တာအလွန်ပါပဲထို့စဉ်ဦးစီးပက်နဲ့ဦးစိုးကြီးကရှေ့မှာငါ့ကိုတွေ့တယ်ဆရာဟုတ်ကဲ့ဦးစိုးကြီးကျွန်တော်ဆက်ရှင်လျှော့ပြီးမယ်ဆက်ဆရာကိုမစိုးမရှိတော့ရေကျွန်တော်ပင်ဆက်ဆရာဖြစ်ပါတယ်ဆက်ခန်းနဲ့ဆင်း၍ဆက်စိန်လျှော့ပေးရတယ်မကြမီဦးစီးပယ်နဲ့ဦးစိုးကြီးကအချက်ပေးသဖြင့်ဆက်ရက်ပေးလိုက်ရာအလုတ်သမားများပိုက်ချတံကိုကြားရတော့တယ်ဦးစီးပယ်နဲ့ကကျွမ်းကျင်စွာငါ့ကိုဝါ၍ဆက်တံမကြောက်အောင်ပဲ့ကင်ပေးတယ်နိုင်ဝက်ခန့်ကြတော့ပိုက်နဲ့ငါ့ကိုဝိုင်းပတ်မိပြီးပိုက်ဆွဲတင်ရန်အချက်ပေးတံကိုကြားရတော့တယ်ပိုက်ဆွဲတင်လိုက်တာနဲ့ကာကူရန်ပင်လယ်ငပြေမငယောင်ပင်လယ်ငခုငလိတ်ကြောင့်နဲ့ကင်းမွန်များတထွေးကြီးပါလာတယ်ငါးများမှာများပြလွန်၍လူအဖြစ်မနိုင်ဆက်တီကရင်းဆက်မောင်း၍ဆွဲတင်ရတယ်လေဝမ်းထဲမှာငါးများဖူးဖွေးလှုပ်သွားတယ်ဒီလိုသာနောက်တစ်ချီရပါကလေဝမ်းပြေသွားမယ်ထင်ပါတယ်ဆက်လီသမားများအလွန်ပြောကြတယ်ငါးကောင်းငါးတန့်ကိုယူ၍ချက်ပြုတ်စားရန်ပြင်ဆင်ကြတယ်ပဇွန်တုပ်ကြီးများလည်းပါလာ၍မလာပြူအတွက်မိဖုတ်ပေးကြတယ်လက်ဆက်သောပင်လယ်ပဇွန်တုပ်သားမှာချိုပြီးစိတ်နေတယ်ညဘက်ရောက်တော့လေပြေဝနေသောလာမင်းကိုချီရင်ကျွန်တော်နဲ့မလာဖြူတို့ကျဲကလေးများကိုရီတွက်နေကြတယ်လာမင်းကြီးနဲ့ကျဲကလေးများအလင်းအောင်ကြောင့်ပင်လယ်ပြင်မှာမောင်မဲမနေပါကောင်းကင်ကြီးမှာရောင်ပြန်ဟပ်ပြီးအလင်းရောင်ရနေတယ်ပင်လယ်ပြင်မှာမီးဆုံတက်များကြောင့်လေပင်လယ်ပြင်မှာမှန်တဖွဲအလင်းရောင်ထွက်နေတယ်ဒါကြောင့်လေကျွန်တော်တို့မော်တော်ပေါ်မှာချက်ပြမီးမှလွဲ၍မီးထွန်းမထားပဲပြတ်သားစွာမြင်နေရတယ်ငါ့ဥရှာခြင်းဖြစ်၍စနိုးမထားပဲရွက်တာဖွင့်ထားတဲ့ဖြစ်ကျွန်တော်အားနေတယ်ဆက်လီကြီးမှာမြောက်ပြန်လီစော်ရင်တငိမ့်ငိမ့်ပြေးနေတယ်ကျွန်တော်တို့ပင်လယ်ပြင်ငါးဖမ်းခြင်းလုပ်မှာမနက်စောပိုင်းနဲ့ညပိုင်းမှာပိုးရီယူဆရတဲ့ဖြစ်လေသမားအားလုံးအနားမနေကြပါငါ့ကိုမျက်စိတောက်ထောက်၍ရှာနေကြရတယ်အချိန်ကလည်း9 ဆင်းကျဲပြောင်းအမိထောင်နေတဲ့ဖြစ်တကောင်ချိန်ရောက်ပြီလို့ခံမှန်းရပါတယ်ထိုစဉ်ဦးစီးပယ်နဲ့ဦးစိုးကြီးကရှေ့မှာမီးအောင်လင်းလက်တွေ့ရဆရာငါးဖမ်းဆက်လေတစည်းထင်တယ်ကျွန်တော်တို့ဆက်လေစီကိုပြေးလာနေတယ်လို့ပဲဘယ်ဘက်ကလဲဦးစိုးကြီးတောင်ဘက်ကဆရာဆက်လေဦးတဲတဲ့ကပဲကျွန်တော်နဲ့မလှဖြူတို့ကဂုံးဘက်ပေါ်မှာပလက်ကလက်ထိုင်ကိုစီဖြစ်ထိုင်နေကြ၍မမြင်ကြရပါပဲစင်ဘောကဆက်လေဦးစီးကတော့အပေါ်စီးကလှမ်းမြင်နေရဟန်တူပါတယ်ကျွန်တော်ဆက်လေဦးဘက်သွား၍ရွက်တိုင်ခုံပေါ်တက်ချီမှမြင်ရတယ်မီးအောင်မှာတလက်လက်တောက်ပနေပြီးတနေရာတဲကမဟုတ်4-5နေရာမှာပေါ်နေခြင်းဖြစ်ပါတယ်ထို့စဉ်ကျွန်တော်တို့ဆက်လီပေါ်မှာအပုပ်နံများလှန်၍တက်လာတယ်ဘာနန်ကြီးတဲ့ကိုနန်လိုက်တာအလွန်ပဲပင်လေထဲမှာဒီလိုပဲညီမရေနှစ်ပိုင်းရောက်လို့စားတက်များလာရင်အပုပ်နံနန်တက်တယ်အစောပိုင်းကဖမ်းမိတဲ့ငါးတွေထဲမှာလည်းငါးတီကောင်ဖို့ပါလို့လည်းဖြစ်ချင်းဖြစ်မယ်ကျွန်တော်မလှဖြူကမကြောက်လန့်အောင်နှစ်သိမ့်ပေးနေစဉ်ပဲစင်ပေါ်မှာဦးစီးဦးစိုးကြီးကကျွန်တော်အားလမ်းခေါ်တယ်ဆရာကြီးဟန်ပဲစင်ပေါ်ခဏတက်ခဲ့ပါဦးကျွန်တော်ပဲစင်ပေါ်ရောက်သွားတော့ဦးစီးဦးစိုးကြီးကတူတူကလေးပြောလေတယ်ဆရာရှေ့မှာငါးဖမ်းဆက်လီတစီမီးလောင်နေတာထင်တယ်ပင်လေဓမြတွေလက်ချက်ထင်တယ်နောက်ပြီးကျွန်တော်တို့ဆက်လီပေါ်မှာအပုံနဲ့ရတာကလည်းစမ်းနေတယ်ဆက်ဆရာဦးညိုဆုံးတာကလည်းဒီနေ့ဆိုရင်9 ရက်မြောက်ပဲထားပါဗျာပင်လေထဲမှာဒါမျိုးတွေဖြစ်တတ်ပါတယ်တတိတော်ထားရှေ့ကမီးလောင်ဆက်လီနဲ့ထိတ်တိုက်မတိုးမီအောင်ရှောင်းဆက်လီအရှင်ရောက်အောင်ကျွန်တော်ဆက်နှိုးပေးရမယ်လေသမားတွေကိုလက်နက်ကိုစီနဲ့အသင့်ပြင်ဆင်ခိုင်းပါကျွန်တော်စက္ကန့်နဲ့ဆင်းအောင်မယ်ကျွန်တော်စက္ကန့်နဲ့ဆင်း၍ဆက်နှိုးရန်ပြင်ဆင်ရာမလှဖြူကအကူညီမလဲလိုက်မယ်နော်ပေါ်မှာပဲနေပါညီမရဲ့ဆက်လီဆက်နှိုးဖို့အကူအောက်ခဏလေးဆင်းပါပါစက္ကန့်တွေကလှောင်းပြီးအနံ့ဆိုးတယ်အကူမြန်မြန်ပြန်လာနော်လှဖြူကြောက်တယ်အေးပါကွယ်အေးပါစက္ကန့်ထဲမှာမီးစက်ပါပိတ်ထား၍မောင်မဲနေတယ်အစောပိုင်းကကုန်းဘက်ပေါ်တဲ့နန်းနဲ့အပုံနဲ့မှာယခုတော့စက္ကန့်ထဲကိုရောက်နေတယ်
ကျွန်တော်မှအသင့်ပါလာတဲ့လက်နိဓာမီကလေးဖြစ်ထိုးကြည့်ရင်မီးဆက်နှိုးရီမီးဖွင့်လိုက်တယ်မီးလင်းအောင်ရတာနဲ့အပုပ်နံမှာရုပ်ချီပျောက်ကွယ်သွားသည်မှာထူးဆန်းတာတော့အမှန်ပင်ဖြစ်တယ်ထို့နောက်ယမာဒီဇယ်အင်ဂျင်ဆက်ကိုနှိုးတယ်တစ်ချိန်နဲ့မရလိုက်ရိုက်ပန့်ကို၄-၅ချက်ရိုက်ပြီးနှိုးမှဆက်နှိုးတော့တယ်အရေးပေါ်သုံးနိုင်ရန်ကျွန်တော်လီဗာကိုတင်ထားပြီးခဲ့တယ်ကျွန်တော်ကုန်းဘက်ပေါ်ပြန်ရောက်တော့မီးလောင်နေတဲ့ဆက်လီဟာသဲကွဲစွာမြင်ရတော့တယ်ဦးစီးပယ်နှင်းကအရေးပေါ်အချက်ပေးထား၍ဆက်လီသမားအားလုံးလက်နက်ကိုစီဖြင့်အသင့်နေရာယူထားကြတယ်မလှပြူအလွန်ကြောက်နေ၍စလင်ခန်းထဲသွင်းပြီးအိတ်ခိုင်းထားရတယ်ကျွန်တော်ကုန်းဘက်ပေါ်ပြန်ရောက်တော့မီးလောင်နေသောဆက်လီကြီးကိုပြတ်သားစွာမြင်ရပြီဖြစ်တယ်ဖွဲ့စည်းတိစောက်ဖို့ကိုကြည်ချင်းအဖြစ်ကျွန်တော်တို့ရှေ့မှထွက်သွားသောရဲမှန်ဆက်လီဖြစ်ကြောင်းကျွန်တော်သိတယ်သို့သောဆက်လီပေါ်မှာလှုပ်ရှားမှုတစ်စုံတစ်ရာကိုမမြင်ရဆက်လီအေယာပေါ်တွင်မီးလောင်နေတော့လဲမနှိမ့်မြုပ်သည်အနီးကပ်လာမှကုန်းဘက်ပေါ်တွင်လဲပြိုနေကြသောလူများကိုလှမ်းမြင်ရသည်ဖြင့်မဲကြီးတို့ရေဆုပ်ဆက်တွေကိုနှိုးပင်လယ်ရေနဲ့အမြန်မီးငိမ့်ကြပါဒါငါတို့ဆက်လီရဲမှန်ပဲဘလို့ဖြစ်လဲမသိဘူးမဲကြီးတို့ကပင်လယ်ရေကိုစုပ်ရည်ပတ်ကြတော့ရဲမှန်ပေါ်တွင်လောင်နေသောမီးမှာရေနစ်ထီတော့ဖြစ်ဖြစ်ရှဲရှဲမမီပဲဖောင်းကနေဟုမြည်ကရုပ်ချီးငိမ့်သွားတယ်ပင်လယ်ထဲလွင့်စင်ကျသွားသောမီးစာများမှာတဖောင်းမောမြည်၍ငိမ့်သွားကြတယ်ကျွန်တော်ရဲ့အတွေ့အကြုံရဒီမီးမှာရိုးမီးမဟုတ်ပဲပင်လယ်ဆုံးမီးဖြစ်ကြောင်းသိလိုက်ပါတယ်ပင်လယ်ဆုံးမီးသဘောမှာအငံများသောပင်လယ်အချို့နေရာများတွင်မီးဆုံးတက်ဖြစ်ပေါ်လာပြီးနီးစပ်ရာပစ္စည်းကိုကန့်ညှိတွေ့၍အစပွားကမနိုင်မနှင်းဖြစ်ပြီးမီးလောင်နိုင်ခြင်းဖြစ်တတ်ပေတယ်ကျွန်တော်တို့ရဲ့ရဲမှန်ဆက်လီကြီးဟာကျိုးခွင်းပြည့်၍ဖမ်းပြီးဆက်လီပေါ်တက်ကြည့်ကြတယ်ဆက်လီရှိကုန်းဘက်ပေါ်တွင်လူတစ်ယောက်မှမတွေ့ရပဲ့ထိန်စင်ပေါ်တွင်ပင်နှင်းဦးစီးဥဆန်ရွှေမီးလောင်ခံရ၍တေဆုံးနေရှာတယ်ဆက်လီနောက်ဘက်ရေခဲခန်းတွင်တော့ဆက်လီဖွဲ့သားများဒဏ်ရာကိုစီဖြင့်အတုံးယုံလဲပြိုနေကြတယ်ဆက်လီပေါ်ပိုင်းကတော့ရွက်တိုင်မှပြန်မီးလောင်သွားပြီဖြစ်တယ်ရေခဲခန်းကြောက်တာဆက်လီကြီးမီးမလောင်ခြင်းဖြစ်လေတယ်ကျွန်တော်တို့မေမျောနေသူများအားပြုစုကြတော့အားလုံးတတိရလာကြတယ်သို့တော့ဒဏ်ရာများကိုစီရကြ၍ကျွန်တော်စောင့်ထားသောအရေးပေါ်သုံးစေးတစ်တာကိုဇွဲမှန်ဆက်လီပေါ်မှယူပြီးပြုစုကြရတယ်လူစစ်စေးကြီးတော့ဆက်လီပေါ်၌လူတစ်ယောက်ပျောက်နေတယ်ဆက်ဆရာမုံကြီးဖြစ်တယ်ကျွန်တော်တို့စက္ကန့်နဲ့ဆင်းကြီးမှဒဏ်ရာမရှိပဲမိလဲနေသောမှုံကြီးအားတွေ့ရသဖြင့်ပြုစုကြပြန်တယ်ကျွန်တော်တို့ဇွဲမှန်ဆက်လီကြီးဖြစ်ရဲမှန်ဆက်လီကိုတွဲကငါဆက်လက်မဖမ်းတော့ပဲဘလူးကျွန်းချောင်းစုံရွာကိုပြန်ခဲ့ကြပါတော့တယ်လမ်းတွင်ဒဏ်ရာတက်တာသောကုန်းစီမောင်တင်ဦးကအဖြစ်ပြက်များအားပြောပြရာအောက်ပါအတိုင်းဖြစ်တယ်ဆရာကျွန်တော်တို့ရဲ့ရဲမှန်ဆက်လီကဆရာတို့ရဲ့ဇွဲမှန်ဆက်လီကြီးနဲ့ခွာပြီးဗိတ်ကျွန်းစုဘက်ကိုဥတီခုံမောင်းလာခဲ့တယ်ပင်လယ်ရင်နက်ပိုင်းငတိုင်းရောက်တာနဲ့ညောင်ဝိုင်းတစ်ခါညနက်ပိုင်းတစ်ခါပိုက်ချတာနဲ့ငါးတွေတလေကြီးပြည့်သွားတယ်ငါးတွေကိုလူအားနဲ့မနိုင်လို့ကရင်းဆက်နဲ့ဆွဲတင်ရတာလှေဝမ်းတဲ့ကိုပြည့်သွားတာပဲဒါနဲ့ကျွန်တော်တို့လည်းငါးတွေကိုရေခဲရိုက်ပြီးပျော်လုံးလို့ဖုတ်ကင်ချက်ပြုတ်ပြီးအရက်နဲ့မိကြတယ်အဲ့ဒီချိန်မှာပဲဦးစီးပယ်နှင်းကြီးကအရေးပေါ်ချက်ပြီးခေါင်းလုံးကျိုးဆွဲတံကြားကြလို့နီးစက်ရဒုတ်ဓားတွေဆွဲကြပြီးတင်မောဥပတ်ထွက်ခဲ့ကြတယ်ဦးစီးပယ်နှင်းကရွက်တိုင်ထိပ်ပြားကိုလက်ညှိုးထိုးပြတယ်မီးလုံးနီနီကြီးတစ်လုံးဟာရွက်တိုင်ထိပ်ပြားမှာကက်နေတယ်ဦးစီးကြီးပြောကတော့ဆုံးပြီတဲ့ကျွန်တော်တို့ဘာလို့ရမှန်းမသိပဲငေးမောကြည့်နေကြတော့မီးလုံးကြီးကစိတ်စိတ်အမော်မှာကွဲပြီးတင်မောရှေ့ပိုင်းအေးရဘော်ကိုပြုတ်ကျလာတယ်အေးရဘော်ရောက်တာနဲ့တစားကနေနှစ်ဆဖြစ်လာပြီးမီးလုံးတွေပွားလာတာအများကြီးပဲအဲ့ဒီချိန်မှာဦးစီးပယ်နှင်းကြီးကရိုက်ခုတ်ခုတ်လို့អော်တာနဲ့ကျွန်တော်တို့ဝိုင်းရိုက်ကြတာမနိုင်တော့ပဲဆက်လီကြီးကိုမီးဆွဲလောင်တော့တာပဲကျွန်တော်အဖွဲ့လည်းရရင်ခုတ်ရင်နဲ့လူမားပြီးအချင်းချင်းတက်ဖြတ်မိကြတာပါဆရာတို့ဆက်လီနဲ့မကြုံတော့ကျွန်တော်တို့အဖွဲ့သွေးထွက်လုံပြီးတေမလားမီးလောင်ရင်းနစ်ပြီးတေမလားတခုခုပဲဆရာစုံမီကအလွန်ကြောက်ဖို့ကောင်းတာပဲနော်ဒါနဲ့မင်းတို့ဆက်လီကြီးကလေဆန်ကြီးဆက်မလို့ပဲဘာလို့စံတက်လာတာလဲအဲ့ဒါတော့ကျွန်တော်မသိဘူးဆရာဆက်ဆရာမုံကြီးကိုမေးကြည့်ပါဆက်ဆရာမုံကြီးကသူ့အတွေ့အကြုံကိုပြောပြပြန်ပါတယ်ရမှန်ဆက်လီကြီးငါးတိုက်မှာငါးဖမ်းနေတော့ဆက်ရထားရတယ်ဒါကကျွန်တော်အားလက်ချိန်မို့ကုန်းဘက်ပေါ်ခဏတက်စားတော့ပေါ်ပါသွားပြီးစက္ကန့်ထဲမှာပြန်နှက်တာပေါ့ကျွန်တော်အိပ်ပျော်နေတော့အိမ်မက်မက်တယ်ဆရာတို့စီးရဲ့ဇွဲမှန်ဆက်လီကြီးကဆက်ဆရာဦးညိုကြီးပဲကျွန်တော်ကိုလာနိုးပြီး
မုံကြီးထထအပေါ်မှာမီးလောင်နေပြီဆိုပြီးတော့လာနှိုးတယ်ကျွန်တော်လည်းအိမ်မုံစုံမွားနဲ့ကုန်းဘက်ပေါ်အပြေးတက်လာတာအပေါက်ဝါလဲရောက်ရောပဲ့စင်မိုးပြိုကျပြီးကျွန်တော်ကောင်းကိုရိုက်မိတာကစက္ကန်းနဲ့ပြုတ်ကျသွားပြီးတတိမေ့သွားတာပါတော်ပါသေးရဲ့ဆရာရဲ့စက္ကန်းသာမီးလောင်တော့ကျွန်တော်တည်ပြီဦးညိုကြီးကတည်ရွယ်မင်းကိုအိမ်မက်ပေးပြီးကူညီလိုက်တာပေါ့နော်ဒါနဲ့မင်းတို့ရဲမှန်ဆက်လေကြီးကလေးစံကိုဘာလို့ပြန်တက်လာရတာလဲရွက်လည်းမရှိဆက်လည်းမမောင်းမနဲ့အတော်ထူးဆန်းတာပဲနော်ဟုတ်ပါတယ်ဆရာဦးညိုကြီးကူညီရလားရေအောက်ရေစီးကြောင်းကပဲဆက်လေကြီးကိုတဲလာတာလားတော့မပြောတတ်ပါဘူးဆရာရဲ့ဆရာတို့ဇွဲမှန်ဆက်လေကြီးနဲ့စုံအောင်ဖန်တီးပေးတာကတော့အလုံးကိုဝမ်းအောင်စရာကောင်းလာပါတယ်ဆရာတို့အပါဝင်ကဲတင်ရှင်တွေကိုလည်းအလွန်ကျေးဇူးတင်ပါတယ်ဆရာရဲ့တေကံမြောက်တက်မပြောက်တာကိုပဲအလွန်အံ့ဩဝမ်းသာနေမိပါတယ်ဘလူးကျွန်းချောင်းဆုံရွာကိုပြန်ရောက်တော့ရဲစခန်းတွင်တိုင်ကြပြီးရဲမှန်ဆက်လေကြီးကိုစိတ်ကမ်း၌ထားပြီးငါးတွေချခိုင်းရတယ်တေဆုံးသူဦးစီးပဲ့နေကြီးဦးဆန်ရွှေလောင်းနဲ့ဒဏ်ရာရသူရဲမှန်ဆက်လေဖွဲ့ဟာမော်လမြိုင်ဆေးရုံကြီးကိုပို့ရတော့တယ်ရဲစခန်းကအမှုစစ်ဆေး၍တေမှုတေကင်းဖွင့်တော်လဲလူအားလုံးကစစ်ဆေးပြီးရနဲ့မတော်တဆမီးလောင်မှုဖြင့်အမှုကိုပိတ်သိမ်းလိုက်ပါတယ်ဒီဖြစ်ပျက်မှာကျွန်တော်တို့ဘလူးကျွန်းချောင်းစုံရွာတွင်ပြော၍မဆုံးတော့ပါဒူးဆန်းလာသောပင်လယ်ဆုံးမီအကြောင်းကလည်းမယိုးနိုင်သောပုံမြင်များဖြစ်ပေတယ်ကျွန်တော်၏ချစ်လာသောဇနီးတဲ့မတ်လဖြူဝင်းကတော့ထိုနေ့ထိုချိန်ကအဖြစ်ပျက်ကြီးကိုမျက်ဝါးထင်တွင်မြင်ခဲ့ရပြီးနောက်ပိုင်း၌ပင်လယ်ထဲငါးဖမ်းထွက်၍ငါးဖမ်းဆက်လေစီရန်ဘယ်တော့ခါမှခေါ်၍မလိုက်တော့ပါကျွန်တော်မှသာဝါသနာပါရအသက်မူဝမ်းကြောင်းမှုဖြစ်သောဆက်လေလုပ်ငန်းဖြင့်မကင်းနိုင်သေးသဖြင့်ပင်လယ်ပြင်သို့ထွက်၍နေရပါတော့တယ်ပင်လယ်ပြင်ကြီးသည်ချစ်စရာအလွန်ကောင်းတယ်လူတို့စားသုံးရန်ပင်လယ်စာအမျိုးမျိုးကိုပေးလိုက်တယ်ခရီးသွားနိုင်ရန်ရေချောင်းလမ်းခီးကိုလည်းဖောက်ပေးတယ်သို့တော့တခါတရံလှိုင်းကြီးလေထံ၍ပင်လယ်စိုးမီတို့ကဲ့သို့သောမမျှော်လင့်သောအန္တရာယ်များကိုလည်းပေးတတ်ပါတော့တည်းဇလန်းလေးကိုပြီးဆုံးအောင်နားဆင်ပေးသွားတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ